အားလုံးပဲမင်္ဂလာပါကျွန်တော်ဂျေကြီးဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်နဲ့စာအုပ်များလို့တခြားသောအကြောင်းအရာ topic တွေမဟုတ်ပါဘူးကျွန်တော်ဒီနေ့ပြောချင်တာကတော့ကျွန်တော်ရဲ့အသည့်တယောက်ကပေါ့နော်ဒါတငယ်ချင်းပေါ့နော်ညီလေးပေါ့သူကကျွန်တော်ထက်6နှစ်လောက်ကြီးပါတယ်ညီလေးပေါ့တော့မင်းလို့ဒီမင်းအနေနဲ့ပေါ့နော်ဒီကိုလုပ်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အနေငယ်တော့ကြောင်ညာဖို့လိုတယ်လို့ပြောပါတယ်ကျွန်တော်ကတော့လည်းကျွန်တော်ကဒါအားလုံးသိပါတယ်ကျွန်တော်ကဒါတော်ကြောင်ညာတာမဟုတ်ဘူးအခုနောက်ပိုင်းမှာလားဒါကျွန်တော်ရဲ့ coaching တို့ပါတော့ဒီချေတွေကလည်းပေါ့နော်ကိုလုပ်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒါအမြဲကြောင်ညာဖို့လိုတယ်အမြဲပြိတ္တတွေနဲ့ထိတွေ့ဖို့လိုတယ်အမြဲပေါ့နော်ကိုဒါအားလုံးနဲ့ထိတွေ့ပြီးတော့ဒါကိုပါတွေလုပ်နေလဲဆိုတာကိုဒါနည်းနည်းအနေငယ်တော့ချပြဖို့လိုတယ်လို့ကျွန်တော်ပြောတဲ့အတွက်ကြောင့်ကျွန်တော်ကဒါပြောပြခြင်းဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒါကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ရေးထားတယ်ပေါ့နော်ကျွန်တော်ဒီဝတ္ထုလေးပေါ့ဒီကျွန်တော်ရေးရတဲ့ဒီပကံရွှေပြည်ဆိုတဲ့ဝတ္ထုလေးကိုလည်းကျွန်တော်အနေနဲ့ရေးဖွဲ့နေပါတယ်ဒီပကံရွှေပြည်ဆိုတဲ့ဝတ္ထုလေးอ่ะဆိုရင်လည်းဒါစာဖတ်မိတ်ဆွေတွေရဲ့ပေါ့လက်ထဲကိုမချခင်ရောက်ရှိအောင်ကျွန်တော်တတ်နိုင်ဆုံးကြိုးစားသွားပါမယ်ကျွန်တော်အနေနဲ့ပေါ့နော်2029ဒါမှမဟုတ်2028ပေါ့နော်28မှာကျွန်တော်ရဲ့ပကံရွှေပြည်ဆိုတဲ့ဒါဝတ္ထုစာအုပ်လေးထွက်ပါမယ်ဒီနော်အဲ့အတွက်လည်းကျွန်တော်အားလုံးစာဖတ်မိတ်ဆွေတွေချစ်မိတ်ဆွေတွေကအားပေးကြဖို့အတွက်ကျွန်တော်မျှော်လင့်ပါတယ်ဒီပကံရွှေပြည်ဆိုတဲ့ပေါ့နော်ဒီစာအုပ်ထဲမှာဆိုရင်တော့ဝတ္ထုတွေထဲမှာဆိုရင်တော့ကျွန်တော်နဲ့ပကံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါချစ်ရတဲ့တငယ်ချင်း2ယောက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေเนาะအပြင်အခြားသောအကြောင်းအရာတွေကိုလည်းဒါစုံစုံဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ပထမဆုံးခြေလှမ်းနဲ့ဖြစ်ပါတယ်เนาะဒီဝတ္ထုနဲ့ပတ်သက်ပြီးတော့ပကံရွှေပြည်ဆိုတဲ့ဝတ္ထုလေးကိုဒါ2029ဒါမှမဟုတ်2028မှာကျွန်တော်ထုတ်ဖို့ရှိပါတယ်အခုကတော့ကျွန်တော်ပကံရွှေပြည်ဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကိုကျွန်တော်ရေးဖွဲ့နေတော့မှဖြစ်ပါတယ်ရေးရတော့ဒါ3ပုံတပုံတော့ပြီးပြီပေါ့နော်3ပုံတပုံတော့ပြီးသွားပါပြီကျွန်တော်စာမွေးတွေနဲ့အကြောင်းအရာကိစ္စတွေနဲ့မလို့ကျွန်တော်အနေနဲ့ဒါအချိန်ကိုလည်းငဲ့ကွယ်တော့အဖြစ်ဒါစနစ်တကျနဲ့ပေါ့နော်ဒါရေးထားတဲ့အချိန်မှာရေးရတာဖြစ်တဲ့အတွက်ကြောင့်ဒါလုံးဝတော့ကျွန်တော်အနေနဲ့အားတော့နော်အရင်တော့အချိန်မပေးနိုင်သေးဘူးပေါ့အချိန်မပေးနိုင်မယ်ဆိုပေမဲ့လည်းကျွန်တော်ရေးတဲ့အချိန်မှာတော့ကျွန်တော်ရဲ့နော်အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်စာဖတ်မိတ်ဆွေတွေလည်းအဆင်ပြေအောင်စာဖတ်မိတ်ဆွေတွေအတွက်လည်းအကျိုးတစုံတစ်ခုဖြစ်အောင်ကျွန်တော်တက်နိုင်ဆုံးရေးဖွဲ့ပါနေပါတယ်ကျွန်တော်ရဲ့ဒါစာအုပ်လေးပကံရွှေပြည်ဆိုတဲ့စာအုပ်လေးကထွက်တော့ဒါ2029-28မှာဒါထွက်ရင်လည်းအားပေးကြဖို့မျှော်လင့်ပါတယ်ဒါနော်ဒါဘာဖြစ်လို့အချိန်ဆွဲရတာလဲဆိုတော့ကျွန်တော်အနေနဲ့ဒါဒီစာအုပ်လေးကိုပေါ့နော်ထုတ်ဖို့အတွက်ဒါအချိန်ကာလရဲ့ပြီးတော့ဒီစာအုပ်လေးကိုထုတ်ရမယ်စာအုပ်အချိန်ကာလရဲ့ပြီးတော့ကျွန်တော်အနေနဲ့မိုဘိုင်းကွင်းတွေပေါ့နော်မိုဘိုင်းကွင်းတွေလည်းတင်အောင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီချစ်ရနော်ကျွန်တော်ရန်သဘောကြတဲ့ဒါဝတ္ထုလေးပေါ့နော်ကျွန်တော်ရဲ့ဒါရေးဖွဲ့ထားတဲ့ဝတ္ထုလေးဖြစ်တဲ့ပကံရွှေပြည်ဆိုတဲ့ဝတ္ထုလေးကိုလည်းဒါစာရိုက်မိတ်ဆွေတွေကနေပြီးတော့နော်ဒီထွက်တဲ့အခါမှာအားပေးကြဖို့လို့ကျွန်တော်မျှော်လင့်ပါတယ်နော်အကျိုးစုံတစ်ခုရအောင်လည်းကျွန်တော်ဘက်ကအတန်းနိုင်ဆုံးရေးဖွဲ့ပြီးတော့နော်ဒီပကံရွှေပြည်ဆိုတဲ့ဝတ္ထုလေးကိုဒါစာရိုက်မိတ်ဆွေတွေရဲ့လက်ထဲကိုကျွန်တော်အရောက်ပို့ပေးဖို့အတွက်လည်းမျှော်လင့်ထားပါတယ်နောက်ပိုင်းပေါ့နော်အဆင်ပြေတယ်ဆိုတော့ဒါကျွန်တော် ebook file နေနဲ့လည်းနော်ကျွန်တော်အနေနဲ့ဒါလောက်ဆောင်ဖို့လည်းရှိပါအစီအစဉ်ရှိပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ဒီပကံရွှေပြည်ဆိုတဲ့နော်ဝတ္ထုစာအုပ်လေးကိုစာဖတ်မိတ်ဆွေတွေအနေနဲ့ဒါ2029-28မှာထွက်မှာပေါ့နော်ပကံရွှေပြည်ဆိုတဲ့စာအုပ်လေးကိုလည်းအားလုံးကနေပြီးတော့ဒါအားလုံးကနေပြီးတော့နော်အားပေးကြဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်အားလုံးအစအရအဆင်ပြေချုံးပါစေကျွန်တော်ဂျေကြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်